အားလုံးပဲမင်္ဂလာပါဒီခါတော့ admin တို့ရောက်နေတာကတော့91ဘန်ကာမှာပဲဖြစ်ပါတယ်အခုကတော့ဒီဧည့်သည်တွေကဘယ်သွားချင်လဲဆိုရင်91ဘန်ကာကတကယ်ပဲတနက်အစ်စ်ပြလို့ရပြစ်ကိုသွားမှာပါကဲလိုက်ကြည့်ပေးလိုက်ကြပါအောင်เนาะအထက်မှာလေသူကတနက်လေးတွေနဲ့ပတ်သက်ပြီးတော့တေချာရှင်းပြပေးပါတယ်ဒါကတော့သူစီးနှုံးလေးတွေရှင်းပြပေးနေတာပေါ့เนาะပြည့်တဲ့ကွင်းဘောက300ရှိနေပြီးတော့ကြည်စားကြောင့်1550ကဲဒါလေးကိုစိတ်ဝင်စားတဲ့ဇွေလာရောက်ပြီးတော့ပြစ်လို့ရပါတယ်ခါလေးယူလို့ရတယ်အလုံး20လေးယူရတယ်အလုံး30လေးယူရတယ်တနက်ကတော့လုံးဝအစ်စ်တွေကြီးရတဲ့အစ်စ်အနည်းဆုံး20လို့ယူရပါတယ်အလုံး20ဆိုရင်တော့940ကျမယ်အလုံး50လည်းဝယ်လို့ရတယ်အတောင်း20တကက်လုံးလည်းဝယ်လို့ရတယ်ပေါ့နော်ဘယ်တနက်လေးတွေကောင်းနေဆိုတော့လေသူကတေချာပေါက်ရှင်းပြပေးပါတယ်အလုံးနဲ့20ခုတော့စပြစ်တော့မယ်နော်မဖြစ်ခင်အထက်ကလေးတွေတစ်ချက်လဲပြပေးပါမယ်ဒါကတော့သူ့မှာရှိတဲ့ကြီးတောက်လေးတွေပေါ့နော်ဒီတသေးလေးလည်းဝယ်လို့ရလာတော့မသိအားလုံးစိတ်ကောင်းကြပါတယ်မြန်မာလူပဲပြောလို့ရတယ်ဆိုတော့အရန်ကိုအဆင်ပြေတယ်တနက်ဖြစ်ကွင်းကိုတချို့ကအရန်ဝဒနာကြီးရဲ့မဲဆောက်မှာဘယ်မှာသွားရမှန်းမသိဘူးတချို့ကအပြင်မှာလို့ရှိရဒါကတော့အင်ဒိုကွင်းလေးပေါ့နော်ဆိုတော့ဒါလေးကိုစိတ်ဝင်စားတဲ့လူတွေကသွားရောက်ပြကြပါသွားရောက်ပြီးတော့ကစားကြပါဒါကဘာမှမရှိဟာဆိုတော့ကိုကအစ်စ်ပြစ်ပြီးတော့ပေါ့နောက်ဆိုရင်ပြစ်တက်သွားတာပေါ့နော်တာဝန်ခံရတယ်တော်တော်စိတ်ရှိပါတယ်အသေးစိတ်ရှင်းပြပေးပါလေဒီမှာတော့လေထိုင်းနိုင်ငံမှာတော့တနက်တွေပါအကိုင်ဆောင်ခွင့်ရှိရဆိုတော့တနက်တွေပါရောင်းနေလို့တော့သိရတယ်ပေါ့နော်နောက်မှပဲရောက်တဲ့ခါကျရင်အသေးစိတ်မေးပြီးတော့ပြန်ပြီးတော့ပြောပြပေးပါမယ်တနက်ရဲ့အဝေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့ကိုကမပြစ်တတ်ဘူးလုံးဝမပြစ်တတ်ဘူးဆိုရင်သင်ပေးရတဲ့လူတွေရှိပါတယ်ဆိုတော့မိတ်ဆောက်ကိုသွားတဲ့ခါကျရင်တနက်ပြစ်ကွင်းကိုလည်းအလဲသွားကြပါလို့မိကရဲ့ဧည့်သည်လေးတွေကိုညွှန်ပေးပါတယ်နော်ဒါကတော့မောင်နှမ2ယောက်သွားပြစ်ကြရရှိနေရတယ်ဒါပထမဆုံးအတွေ့အကြုံဆိုတော့သူတို့လည်းပြောတာပေါ့နော်သူကတော့ဆရာကြီးဖြစ်သွားခုနမှပြစ်တယ်အခုတော့ဆရာကြီးဖြစ်ပြီးသူ့အမကိုသူကပြန်ပြီးတော့သင်ပေးနေရပါကဲဒါကတော့အဲ့ဒီဟာပြစ်ခွဲကတာဝန်ခံနေကနေပြီးတော့သေစိတ်တင်ကြပေးတာပါစိတ်ထားလေးတွေအရာကောင်းကြပါတယ်ကိုကမာတီရဲ့ကိုရဲ့ပြစ်ခွဲဒီစာရွက်မှာသူကအမှန်အသားလေးလုပ်ပေးရောနော်ကိုဘလောက်လက်ဖြောက်နေတယ်ပေါ့နော်ကဲဒါကတော့ admin တို့ရဲ့ဒီနေ့သွားခဲ့တဲ့အတွေ့အကြုံလေးတွေမျှဝေပေးတာပါနောက်ထပ် vlog လေးတွေမှာထပ်တွေ့မယ်နောက်ပြီးတော့သူကတခုကဘာလဲဆိုတော့ခုနက ADV နဲ့မသွားဘူးပေါ့နော်မသွားဘဲနဲ့တနက်ပြစ်ကွန်သွားမယ်ဆိုရင် battery ကားလေးနဲ့လည်းသူကကြိုးပို့လုပ်ပေးရကိုကားရက်တဲ့နေရာနေပြီးတော့သူပြစ်ကွန်အချီကို battery ကားလေးနဲ့ကြိုးပို့လုပ်ပေးပါတယ်ဒီလိုကားလေးတွေပေါ့နော်